အားလုံးကိုမင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုမင်းဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ကျွန်တော်ရဲ့အသက်တာကိုသက်သေခံခြင်းဖြစ်ပါတယ်ဒီမြန်မာပြည်မှာနေတော့ကတွန်းတဲ့သူတယောက်ဖြစ်တဲ့မူရစ်စေပါအရက်သေးစာတောက်စားတဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးစိုးတန်းတဲ့သူကိုတော်ကထိုင်းနိုင်ငံကိုခေါ်တင်တယ်ထိုင်းနိုင်ငံရောက်တဲ့အခါမှာကျွန်တော်ဒီမူရစ်စေဝါရင်နဲ့ပြတ်သွားမယ်ဆိုပြီးတော့မှအတော်ကခေါ်တင်တယ်နိုင်ငံရောက်တဲ့အခါမှာတတိရှိမှာအလုပ်သွင်းပေးပါတယ်တော့အလုံးလုံးနေတဲ့အချိန်မှာကျွန်တော်တတိကချော်လဲတဲ့ခါမှာတတိကိုရီတဲ့ခါမှာတတိကကျွန်တော်ကိုအလုံးထုတ်လိုက်ပါတယ်အဲ့လိုအလုံးထုတ်တဲ့အခါမှာကျွန်တော်ဒီရှမ်းအသင်းတော်ကိုကျွန်တော်ရှမ်းဖျားကျောင်းကိုရောက်သွားပါတယ်ရှမ်းဖျားကျောင်းကိုရောက်သွားတဲ့အခါမှာရှမ်းဖျားကျောင်းကနေပြီးတော့မှဒီမှာဖျားကျောင်းကိုပို့လာပါတယ်ကျွန်တော်ကြားရတယ်စကြားရလဲဆိုတော့ယေရှုခရစ်တော်ကတဲ့စိုးသောသူတွေကိုချစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ကြားရတယ်ဖြောင်းမှတ်သောသူတွေအတွက်လာတာမဟုတ်ပဲစိုးသောသူတွေအတွက်လာတယ်ဆိုတဲ့အရာလေးကိုကျွန်တော်ကြားရတဲ့အခါမှာကျွန်တော်အဲ့ဒီအချိန်မှာစိတ်ဝင်စားလာတယ်ဖခင်ကဘာဖြစ်လို့ကျွန်တော်တို့စိုးသောသူတွေအတွက်ချစ်တာလဲကျွန်တော်စိုးသောသူတွေကိုဖခင်ကဘာဖြစ်လို့ချစ်တာလဲဆိုတဲ့အရာကိုကျွန်တော်ကြားတဲ့အခါမှာကျွန်တော်ဆက်ပြီးတော့မှသိချင်တဲ့စိတ်နဲ့ကျွန်တော်ဆက်လေ့လာတဲ့အခါမှာယေရှုခရစ်တော်ကစိုးကိုချစ်ယုံနေတာမကပဲငရဲမှလည်းကေတင်နဲ့ဖခင်ဆိုတာကိုကျွန်တော်သိတဲ့အခါမှာယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့ဗတ္တိဇံကိုခံပြီးတော့မှဒီနေ့ကျွန်တော်ဒီအရက်သေးစာတွေကနေကျွန်တော်ပြတ်သွားတယ်လွတ်မြောက်ခြင်းကိုကျွန်တော်ရတဲ့အပြင်ဘုရားသခင်နဲ့သူကျွန်တော်လာပြီးတော့မှဒီနေ့ဖြောင်းမှတ်ရတော့သူဖြစ်ရတဲ့ခွင့်ကိုပြုစီပေးရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးရောက်စီတိုင်းဖျားသခင်အောင်ခြင်းပေးပါစေ